Hello အားလုံးပဲမင်္ဂလာပါရှင် IC Korean Language Plus Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ EPS သင်ယူအသစ်ပတ်ဝန်းထဲကအခန်း1ရဲ့ grammar လေးတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒီမှာgrammar ကိုမရှင်းပြခင်ပေါ့နော် grammar ကိုမရှင်းပြခင်ဒီ IC Korean Language Plus Channel လေးကို subscribe လေးလုပ်ပြီးတော့မှဗီဒီယိုလေးတွေကိုလေ့လာဆောင်ကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ပြီအဲ့ဆိုစလိုက်ကြရအောင်နော်အရင်ဆုံး grammar လေးကိုမရှင်းပြခင်မှာပေါ့နော်သူ့ရဲ့အခြေခံစနစ်ဖြစ်တဲ့ဗဏိတာစနစ်ဒါလေးကိုအရင်ရှင်းပြပါမယ်ဒါလေးကိုနားမလည်တဲ့သူရှိမှဆိုလို့ပေါ့နော်ဟုတ်ပြီအဲ့တော့အရင်ဆုံးဗဏိတာစနစ်ဒါ grammar ဒီ verb နဲ့တွဲပါတယ် verb ဆိုတာကရိယာပေါ့နော်မြန်မာလိုဆိုရင်သွားသည်လာသည်စားသည်ထိုင်သည်အိပ်သည်စသဖြင့်အဲ့လိုစကားလုံးတွေကိုပြောတာပါဟုတ်ပြီ verb နဲ့ဗဏိတာစနစ်ဒါနဲ့တွဲလိုက်ရင်အဓိပ္ပာယ်က verb ပါတယ်သို့မဟုတ် verb တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်သွားပါတယ်လာပါတယ်စားပါတယ်စသဖြင့်အဲ့ဒီလိုရိုးရိုးဝါကျအဓိပ္ပာယ်ရပါတယ်အဲ့ဒါမှာverb မှာအသက်ပါရင်စနီတာနဲ့တွဲမယ် verb မှာအသက်မပါဘူးဆိုရင်ဗဏိတာနဲ့တွဲပါတယ်ဟုတ်ပြီဥပမာစာကြောင်းလေးကိုတွားရအောင်နော်ဥပမာမှာဂါထာရဲ့အဓိပ္ပာယ်ကသွားသည်လို့အဓိပ္ပာယ်ရပါတယ်ဟုတ်ပြီအဲ့တော့verb တွေကို grammar ပေါင်းတဲ့အခါမှာအနောက်ကဒါဆိုတဲ့စကားလုံးပေါ့နော်အဲ့စကားလုံးကိုဖြုတ်ပြရတယ်အဲ့ဒါတီလို့အဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့ဒီဒါလေးတွေကိုဖြုတ်ပြမယ်ဟုတ်ပြီဂါထာမှာလဲဒါကိုဖြုတ်လိုက်ပြီးရင်ဂါကိုအသက်ပါမပါကြည့်မယ်မပါဘူးမပါတဲ့အတွက်ဗဏိတာနဲ့ပေါင်းမယ်အဲ့တော့ရလက်သည်ဂါမနီတာပေါ့နော်ဂါမနီတာဂါထာဆိုတာသွားသည်ဗဏိတာဆိုတာပါတယ်နှစ်ခုပေါင်းလိုက်တော့ဂါမနီတာဆိုတော့သွားပါတယ်လို့အဓိပ္ပာယ်ရပါတယ်ပြီးနောက်တစ်ချောင်းကမော့တာစားသည်အဲ့တော့ဒါကိုဖြုတ်မယ်မော့မှာအသက်ပါမပါကြည့်ရောပါနေတယ်အဲ့တော့စနီတာနဲ့ပေါင်းမယ်နှစ်ခုပေါင်းတော့မော့စနီတာစားပါတယ်လို့အဓိပ္ပာယ်ရပါတယ်ပြီးနောက်တစ်ချောင်းကအီဒါရဲ့အဓိပ္ပာယ်ဒီဖြစ်သည်လို့အဓိပ္ပာယ်ရပါတယ်သူ့ကိုလည်းဒါဖြုတ်လိုက်မယ်အီမှာအသက်ပါမပါကြည့်တော့မပါဘူးအဲ့ဒီတော့ဗဏိတာနဲ့ပေါင်းမယ်အဲ့တော့ပေါင်းလိုက်ရင်အီနီဒါဖြစ်ပါတယ်ဆိုပြီးဖြစ်လာတယ်ပေါ့နော်အီဒါဖြစ်တည်ရဲ့ဗဏိတာပါတယ်ရဲ့နှစ်ခုပေါင်းတော့အီနီဒါဖြစ်ပါတယ်လို့အဓိပ္ပာယ်ရပါတယ်ဒါပတ်ဝန်းရဲ့အစ grammar နံပါတ်1ရဲ့ဖြစ်ပေါ်လာပုံလေးပေါ့နော်ပြီးနောက်ထပ်တစ်ခုဆက်ကြည့်အောင်နောက်ထပ်တစ်ခုက verb နဲ့เนาะအကရိယာနဲ့ပဲဒီတစ်ခါဘာနဲ့ပေါင်းပါလဲဆိုတော့စနီကာသို့မဟုတ်ဗဏိကာဒီမှာတော့မေးခွန်းဖြစ်သွားပြီပေါ့နော်မေးခွန်းဝါကျဖြစ်သွားတဲ့အတွက် question mark ကလေးတွေပါလာပါမယ်စနီကာဗဏိကာသူကကြတော့အဓိပ္ပာယ်က verb တလားသို့မဟုတ် verb တလဲเนาะစားသလားသွားသလားเนาะဘာလုပ်တလဲစသဖြင့်အဲ့လိုလားတို့လဲတို့မေးခွန်းဝါကျအဓိပ္ပာယ်မျိုးရပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာဆရာမ verb ကို v လို့ပဲအတူပေါင်းရေးလိုက်တော့မယ်เนาะဟုတ်ပြီအဲ့တော့ verb မှာအသက်ပါရင်စနီကာနဲ့ပေါင်းမယ် verb မှာအသက်မပါရင်ဗဏိကာနဲ့ပေါင်းပါမယ်ဟုတ်ပြီဥပမာစာကြောင်းလေးကိုကြည့်လိုက်ရအောင်အဲ့ဒီမှာဂါထာရဲ့အဓိပ္ပာယ်ဒီသွားသည်သူ့ကိုဓာကိုဖြုတ်လိုက်မယ်ဂါမှာအသက်မပါတဲ့အတွက်ဗဏိကာနဲ့ပေါင်းမယ်အဲ့တော့ပေါင်းလိုက်ရင်ရလက်သည်ဂါမနီကာเนาะအဲ့လိုဖြစ်သွားမယ်အဲ့မှာဆမကတစ်ချက်ပြောဖို့လိုသွားတာလေဗဏိတာဗဏိကာတွေကိုပေါင်းတဲ့အခါမှာသူကအသက်မပါတဲ့စကားလုံးနဲ့ပေါင်းတယ်ပြီးရင်အဲ့ဒီဗလေးတွေကအဲ့ဒီ verb စကားလုံးလေးတွေရဲ့အောက်ကိုဝင်သွားတယ်เนาะအဲ့ဒါလေးတစ်ခုသိထားရမယ်အောက်မှာရေးမယ်ပေါ့ဘာလို့ဆိုကိုရီးယားမှာအသက်စကားလုံးတွေဒီအောက်မှာရေးရတာဖြစ်တဲ့အတွက်ပေါ့နော်ဟုတ်ပြီအဲ့တော့ပြန်ဆက်သွားရအောင်ပြီးအဲ့တော့ဂါမနီကာပေါ့နော်ဂါထာကသွားသည်ဗဏိကာတလားတလဲပေါင်းလိုက်တော့ဂါမနီကာဆိုတော့သွားသလားသို့မဟုတ်သွားတလဲဒီလိုအဓိပ္ပာယ်ရမယ်ပေါ့နော်ပြီးရင်မော့တာရဲ့အဓိပ္ပာယ်ဒီစားသည်သူ့ကိုလည်းဓာကိုဖြုတ်မယ်မော့မှာအသက်ပါနေတော့စနီကာပေါင်းလိုက်တော့မော့စနီကာပေါင်းလိုက်အဲ့တော့အဓိပ္ပာယ်ကစားသလားသို့မဟုတ်စားတလဲပေါ့နော်ပြီးရင်နောက်တစ်ချောင်းကအီဒါရဲ့အဓိပ္ပာယ်ဒီဖြစ်သည်အဲ့ဒီမှာလဲဓာကိုဖြုတ်မယ်အီမှာအသက်မပါနေဘူးမပါတဲ့အတွက်ဗဏိကာနဲ့ပေါင်းမယ်အဲ့တော့ရလက်သည်အီနီကာဆိုပြီးဖြစ်သွားမယ်အီဒါဖြစ်သည်နဲ့ဗဏိကာတလားနဲ့ပေါင်းလိုက်တော့အီနီကာဖြစ်သလားသို့မဟုတ်ဖြစ်တလဲဆိုပြီးတော့ရလာမယ်ပေါ့နော်အဲ့တော့သူ့ရဲ့အောက်တစ်ချောင်းမှာဆက်ကြည့်အောင်နန်အနေနဲ့ပေါင်းတယ်နန်အပေါင်းအီနီကာအဓိပ္ပာယ်ကနန်ဖြစ်ပါသလားဥပမာတယောက်ကိုသူများကိုမေးခြင်းလဲမင်းကပေါ့နော်ဆရာဝန်ဖြစ်ပါသလားကျောင်းသားဖြစ်ပါသလားမြန်မာလူမျိုးဖြစ်ပါသလားယောက်ျားလေးဖြစ်ပါသလားမိန်းကလေးဖြစ်ပါသလားဒါရှေ့ရစကားလုံးတွေဒီနန်နေပေါ့နော်အဲ့တော့တစ်ခုခုမေးခြင်းအဲ့ဒီအီနီကာဖြစ်ပါသလားနဲ့မေးလို့ရတယ်ပေါ့နော်ပြီးနောက်တစ်ချောင်းကနန်နဲ့ပဲတွေ့တယ်ဘာစကားလုံးလေးလဲဆိုတော့နန်အပေါင်းအီနီဒါ
imita ဆိုတာကြတော့ဖြစ်ပါတယ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်သူကကြတော့ရိုးရိုးဝါကြဖြစ်တဲ့အတွက် question mark ထည့်စရာမလိုတော့ဘူးเนาะကိုပြောချင်းဆရာဝန်ဖြစ်ပါတယ်ကျောင်းသားဖြစ်ပါတယ်ယောက်ျားလေးဖြစ်ပါတယ် main ကလေးဖြစ်ပါတယ်စသဖြင့်ဒီလိုပြောလို့ရတယ်ပေါ့နော် imita ဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ပဝန်းအခန်း1ရဲ့ဒီပထမ grammar နံပါတ်1လေးဒီလိုပုံစံလေးဖြစ်ပေါ်လာတာဖြစ်ပါတယ်ရမယ်เนาะအဲ့ဒါဆိုရင်ဒါလေးကိုနားလည်ပြီဆိုလို့ရှိရင်သင်ရိုးတွေကလေ့ကျင့်ခန်းလေးကိုတွားလိုက်ကြရအောင်เนาะဟုတ်ပြီသင်ရိုးလေးကိုတစ်ချက်ကြည့်အောင်အဲ့ဒီမှာ imnida ဖြစ်ပါတယ်နဲ့ imnika ဖြစ်ပါသလားဆိုပြီးတော့ထိတ်ဆုံးမှာရေးထားတယ်เนาะဒါ imnida နဲ့ imnika ဒီဘယ်လိုပုံစံဖြစ်ပေါ်လာလဲဆိုတာခုနကရှေ့မှာရှင်းပြပြီးပြီ ida ဖြစ်သည်နဲ့ vanida ဘတ်เนาะ vanida snida သို့မဟုတ် vanika snika တွေပေါင်းပြီးဖြစ်လာတာပါဟုတ်ပြီအဲ့ဒါဆိုရင်အောက်ကလေးရေးထားတယ်ကိုရီးယားစာကြောင်းအရှိကိုဆမကြော်ဝါလိုက်တော့မယ်ပို့ပြီးရှုပ်သွားမှာဆိုလို့ပေါ့เนาะအဲ့ဒါတွေမပြောတော့ဘူးမပြောတော့ဘဲနဲ့အဲ့အင်္ဂလိပ်စာပိုင်လေးလည်းမပြောတော့ဘဲနဲ့သူ့ရဲ့အောက်ကစာကြောင်းလေးတွေကိုတွားရအောင်ဥပမာစာကြောင်းလေးတွေကိုတွားရအောင်เนาะအဲ့ဒီမှာရေးထားတာခွင်းထဲမှာဂျော်နန်းနဲ့ဂျော်နန်းဆိုတာကျွန်တော်ကတော့ Yusuf 입니다အဲ့ဒီမှာလေးတစ်ချက်ပြောမှာဂျော်နန်းကျွန်တော်ကတော့ကဆိုတာဒီ grammar နံပါတ်1မှာမတင်ရသေးလို့ဒါလေးကိုနားမလည်လို့ရှင်ခဏမေ့ထားလိုက်လို့ရတယ်เนาะဟုတ်ပြီအဲ့ဒါလေးကိုခဏထားလိုက်မယ်အဓိကသိရမှာသူ့ရဲ့နောက်ကစကားလုံး Yusuf 입니다 Yusufဆိုတာနာမည်ပေါ့เนาะnoun ပေါ့တနည်းအားဖြင့်သူ့ရဲ့နောက်က imnida ဆိုတာဖြစ်ပါတယ် Yusuf 입니다ဆိုတော့ Yusuf ဖြစ်ပါတယ်လို့အဓိပ္ပာယ်ရတယ်ပြီးရင်နောက်တစ်ကြောင်းက wangmin입니다 wangmin ဆိုတာလေလူနာမည်အနောက်က imnida ဆိုတာဖြစ်ပါတယ် wangmin입니다ဆိုတော့ wangmin ဖြစ်ပါတယ်ဒါကိုမိတ်ဆက်ရင်လည်းသုံးလို့ရတယ်เนาะဥပမာနာမည်ကကြော်ကြော်ဆိုရင်ကြော်ကြော် imnida ကြော်ကြော်ဖြစ်ပါတယ်မောင်မောင် imnida မောင်မောင်ဖြစ်ပါတယ်ဒီလိုတွေပြောလို့ရတယ်ပေါ့เนาะဟုတ်ပြီပြီးရင်အောက်ကတစ်ချောင်းကိုသွားရအောင်အောက်မှာဂါနာဆိုပြီးရေးထားတယ်ဂါနာဆိုတာလူတွေကိုကိုစားပြုပြီးဥပမာအနေနဲ့ဖော်ပြထားတာပေါ့နော်လူနှစ်ယောက်အပြန်အလှန်စကားပြောကြတဲ့ပုံစံမျိုးကိုဥပမာရေးထားတာဖြစ်ပါတယ်ဟုတ်ပြီအမှပထမတစ်ကြောင်းကဘာရေးထားလဲဆိုရင်ဂါက어느 나라 사람입니까 어느 나라 사람입니까 어느ဆိုတာဘယ်လို့အဓိပ္ပာယ်ရပါတယ်나라ဆိုတာနိုင်ငံ사람ဆိုတာလူသို့မဟုတ်လူမျိုးပေါင်းလိုက်ရင် 어느 나라 사람 ဆိုတော့ဘယ်နိုင်ငံလူမျိုးimnika ဖြစ်ပါတယ်လေဘယ်နိုင်ငံလူမျိုးဖြစ်ပါတယ်တဲ့မေးခွန်းဖြစ်တဲ့အတွက် question mark ပါတယ်เนาะဟုတ်ပြီအဲ့တော့အောက်ကလူကပြန်ဖြေထားတယ်ဂျော်နန်ကျွန်တော်ကတော့အဲ့မှာဂျော်နန်ဆိုတာလေးကရှေ့မှာမပါသေးတဲ့အတွက်နားမလည်သေးရင်မေးထားလိုက်လို့ရတယ်เนาะပြီးရင်သူ့ရဲ့နောက်ကဟာကိုဆက်ပြီးတော့ဖတ်မယ်လာအိုစစာရမ်မီမီတာလာအိုစဆိုတာလာအိုပြောတာဖြစ်ပါတယ်လာအိုပေါ့နော်နိုင်ငံကိုပြောတာနောက်ကစာရမ်ကလူမျိုးလာအိုစာရမ်ဆိုတော့လာအိုလူမျိုးအင်နီတာဆိုတော့ဖြစ်ပါတယ်တဲ့ဒါကျောင်းသားတို့လည်းအပြင်လောကမှာအပြန်လန်းမေးခြင်းဖြေခြင်းတဲ့အခါသုံးလို့ရတယ်เนาะသူများကိုမေးခြင်းလည်း어느 나라 사람입니까ဘယ်နိုင်ငံလူမျိုးဖြစ်တယ်လဲမေးလို့ရတယ်တကယ်လို့တခြားသူကကိုယ်အဲ့လိုမေးလာရင်လေကိုယ့်ရဲ့လူမျိုးကိုပြန်ဖြေလို့ရတယ်ကိုကမြန်မာလူမျိုးဖြစ်တဲ့အတွက်မြန်မာစာရမီမိသားမြန်မာလူမျိုးဖြစ်ပါတယ်ဒီလိုလေးတွေအမေးဖြေလို့ရတယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်ဒီ grammar နံပါတ်1လေးကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ရှင်